Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Zoo of ဆိုတဲ့ game ကိုသွားဆောင်ပါပါ game လေးကတော့ဒီ game လေးပါ Hi Okay ကျွန်တော်တငယ်ချင်းကျွန်တော်တို့တစ်ဖွဲ့တည်းဖြစ်တဲ့ B2 ဘူဘူဆိုတဲ့အကောင့်လေးကိုလည်း subscribe လုပ်လိုက်ပါအောင်ကျွန်တော်အကောင့်လေးလည်း subscribe လုပ်ပေးကြပါအောင်ကျွန်တော်တို့ဒီမှာ game စောင့်နေတာကြာလာနေဘရိုတို့ကျွန်တော် like subscribe လိုက်လေးပေးကြပါအောင်နော်ကျွန်တော်အခုမှစလုပ်တာဆိုတော့ကျွန်တော်လည်းအားပေးကြပါအောင်လို့ One eternity later ကျွန်တော်တို့အဲ့ဒါလေးခဏဆောင်လိုက်ကြရပြီးဝင်နေပြီ Zoo of Keeper ရွေးပြီးကျွန်တော်တလိပ်ဆန်ကြမှာဟုတ်တယ်အိုးအကောင်းဆုံးကောင်ကြီးကြတာပဲခိုင်ရိုကိုခိုင်ရိုစောရတဲ့ကောင်လေးနဲ့တူတယ်ဟုတ်လို့တယ်ကျွန်တော်ဘယ်မှာပေါ်မလဲရှားမယ်ကျွန်တော်ပေါ်နည်းနည်းထင်းနေလို့ခွင့်လုပ်ပေးကြပါဘယ်ကြီးပြေးရကျွန်တော်ဒီနားလေးမှာပုံကောင်းမလဲထင်တယ်အနားလေးဟာအမမြင်အောင်ကျွန်တော်ခဏကိုသေးရဆိုတော့ကျွန်တော်မြင်အောင်လောက်တော့โอเคဗျာစုကိပါကြောက်ဖို့လို့ကောင်းတယ်ကျွန်တော်အကောင့်သေးရဆိုကျွန်တော်2ချက်လောက်နဲ့ကျွန်တော်သေးမှာကျွန်တော်ကတော့ဖင်ရလိုက်တာတေတော့မမလိုင်းရထင်နေဘလို့ဖြစ်တာမသိဘူးသိလားဘလို့ဖြစ်တာမသိဘူးအဲ့ဒါဟိုပြောပါစုကိပါဒီနားလေးရောက်လိုက်ပုံပြီးအောင်မှမြင်နေတယ်မယ်ရှိုးကောင်ကြီးဆိုရင်တန်ဆိုရကြည့်လိုက်အကြီးရကျွန်တော်တငယ်ချင်း OB ဘူဘူဆိုရင်သူဆိုစီရင်ကြတဲ့ကျွန်တော်ပြောသူဘူးဆုံးသေးွားတဲ့သူစီရင်ဆိုတော့တွေးတက်မြင်နေကျွန်တော်တော့ဖင်ရလိုက်မယ်ဘက်အနီမေရအောင်ကျွန်တော်ရအောင်လုပ်မယ်စုကြီးပါပြောင်းနေကျွန်တော်သူလာအောင်လို့ဆိုပြီးအတန်လေးပြီးလိုက်ကောက်မလားပြီးရင်ကောက်မလားစဉ်းစားနေနေကျွန်တော်ပဲပုံးလိုက်တော့မယ်ပြီးမှပဲပေးလိုက်တော့မယ်ပုံးလို့စုကီပါပြောင်းနေကျွန်တော်ပေးငုတ်လိုက်တော့မယ်ထိုင်လိုက်ထိုင်လိုက်ကုန်းလေးဖြစ်သွားဗျမိုက်တယ်အတန်စတိုက်ပြီးပတ်စံမြင်မြရပြိုတော့မှာပဲစုကီပါမဖြိုနဲ့လို့ပြီးွားဗျာမြင်လိုက်တာကျွန်တော်တငယ်ချင်းဘူဘူဘက်အနီမေရသွားတာပဲတော်လိုက်တာကျွန်တော်ကြောင့်မရအောင်ဂိမ်းကမကောင်းဘာမှလည်းမသိစနော်ဒီဂိမ်းကကောင်းတယ်လိုက်စောကြည့်ကြဘရိုတို့အကုန်လုံးကြိုက်သွားကြရမယ်ကျွန်တော်တို့ကွင်းသွားရမယ်ဖုံးကလိုင်းရထစ်နေပြန်ပြီဘယ်ရောက်လို့ရောက်သွားမသိဒီဆောက်ရှိကြော်ညာရလဲလာပါကြော်ညာရွေးမှုပဲရှိကွင်းရွေးမှုပဲရှိတည်းရောက်သွားခွင့်တယ်ဒီကဟုတ်ပါဆိုကျွန်တော်ဒီနိုင်မှာပဲပုံလိုက်မယ်ကျွန်တော်အကောင့်သေးတဲ့အကောင့်ဆိုကျွန်တော်လည်းမိလိုက်မှာမဟုတ်ဘူးကျွန်တော်ဒီကားပိန်းအောက်လေးမှာတိုးတိုးလေးနေပြီးပုံလိုက်ကောင်းမလားကောင်းလို့တယ်နော်ဒီအောက်မှာတိုးတိုးလေးနေပြီးပုံလိုက်မယ်ကျွန်တော်နားလို့မရောက်လာပါစေနဲ့လို့ပဲဆိုတော့လေကျွန်တော် press ဆိုတော့ကျွန်တော်တစ်ချက်ပြတာနဲ့ကျွန်တော်ကတည်သွားမှာဆိုတော့ကျွန်တော်နားလေးမရောက်ပါစေနဲ့ရှင်ဖေးတပည့်တော်နားလို့မရအောင်လုပ်ပေးပါရှင်ဖေးစုကီပါဆိုတဲ့ကောင်းကျွန်တော်နားလို့မရအောင်လုပ်ပေးပါရှင်ဖေးအနားမှာကျွန်တော်နေကျွန်တော်တငယ်ချင်းပါကြတော့မသိလဲကျွန်တော်တော့အတန်စက်တိုက်ပေးမှာဘာလို့လဲဆိုတော့ကျွန်တော်ပတ်စံအများကြီးရအောင်လို့ပတ်စံအများကြီးရလေကျွန်တော်တို့ကတနက်အကောင်းစားရဝယ်လို့ရလေတလိပ်ဆန်စကင်တွေဝယ်လို့ရလေပဲဘရိုတို့မယုံဒီကဲကိုစော့ကြည့်တာအရန်ကောင်းတာဘရိုတို့ပါကြိုက်သွားမယ်ကျွန်တော်လည်းဒီကဲကိုစော့ကြိုက်သွားပြီကျွန်တော်ဒီနေ့မှပုံနဲ့ကြာလာနေဇူကီပဲကျွန်တော်နားလေကူထိမရောက်လာနေဘူးကျွန်တော်ဖင်ရပြီးအပြင်လေးထွက်လာကောင်းမလားကျွန်တော်အတန်ပေးရအောင်သူတို့တိွားရမသိပါဘူးဇူကီပါရောက်လိုက်နီနာလေးရောက်လိုက် Oh my god ဇူကီပါဒီနာလေးရောက်လိုက်လောက်ကြပါအောင်ဖင်ရပြီးပြင်မီးထောင်ပြီးတော့သွားမယ်ဇူကီပါကျွန်တော်မမြင်ဘူးလားမသိဘူးကျွန်တော်ဘယ်မင်းမလဲကျွန်တော်အောက်စီနဲ့တော်လေးဖြစ်နေကျွန်တော်ကဇူကီပါကိုမမြင်အောင်ပုံရမယ်ဒါပေမဲ့ဇူကီပါကျွန်တော်ဘက်အနီမေရအောင်လို့ဆိုပြီးတော့ဇ
ဇူကီပါအရှိကိုပတ်ပြေးရမယ်ဒါပေမဲ့ဖုန်းကလိုင်းတင်တယ်ကျွန်တော်တေကမစိုးရင်ရတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားရအောင်ကျွန်တော်တွားလိုက်မယ်ဗျာစွန်စားကြည့်ပြီးစွန်စားကန်ထွက်မယ်ကျွန်တော်ဘဝစိတ်နှေးတယ်လို့ပဲခံစားရတယ်ဘယ်လိုလုပ်အောင်မလဲမသိဘူးစဉ်းစားနေရစက္ကန့်နည်းနည်းပဲလို့တော့35 34 33ဇူကီပါကြီးကျွန်တော်ဘေးနဲ့လက်ဖြတ်သွားရင်ဘယ်လိုမြင်ကြလားကျွန်တော်တို့မြင်ကြလားကျွန်တော်မြင်ဝိုင်းလားမသိဘူးမမြင်တော့ဘူးထင်တယ်ဇူကီကကျွန်တော်မြင်ဝိုင်းလားမသိပါဘူးအမဆက်ခွန်ဆက်ရှောက်ဆက်ငါဆက်လေးဆက်တော့ဆက်နှစ်ဆယ်ဟောစတစ်ဆယ်ဒီနေ့တုံးလေးတော့မြည်ရတော့ကျွန်တော်ကတော့ဇူကီပါလာလေမင်းကမတရလားတရလာခဲ့ come here လာခဲ့ come ဟာကျွန်တော်ရတင်တော့ဗျာသူညတခြားကောင်ရောက်သွားတယ်လေပြစ်တင်တော့ရမယ်စားတာပါမရလည်းဘာမှဖြစ်ပါဘူးနောက်တစ်ခါဆောင်ပါပေါ့နောက်ဗီဒီယိုမှာကျရင်တော့ဗီဒီယိုအကြိုက်လို့မရတော့ပါအားလုံး bye bye